လောယာကသူ့ဘဝရဲ့နေဝင်ခြင်း9နှစ်တာကိုဘိုးဘွားရေးတာမှာပဲကိုဆုံးခဲ့ရတာပါသူလေဖြတ်သွားတဲ့နောက်သူ့ရဲ့သားသမီးတွေကဘိုးဘွားရေးလာထားသွားခဲ့ကြတာတရက်တော့မနက်မိုးလင်းကနေညအိယာဝင်တဲ့အချိန်ထိသူ့ရဲ့တနေ့တာကိုမှတ်တမ်းတင်ပေးဖို့အကူမင်းကလေးကိုတောင်းဆိုလာခဲ့ပါတယ်လောယာကသူ့ရဲ့နောက်ဆုံးအချိန်ကိုကြိုသိနေတဲ့ပုံမှာပဲဒီလိုနဲ့3နာရီကြာသူထိုင်ကုန်လေးပေါ်မှာတိတိစိတ်ထွက်ခွာသွားတော့တယ်ရိတ်တာကသက်ဆိုင်ရာမိသားစုဝင်တွေစီအာတူဝကိစ္စစီစဉ်ဖို့ဆက်သွယ်ခဲ့ပေမဲ့ဒီမိသားစုဝင်တွေကသွေးအေးနဲ့ပဲညှဉ်းဆန်ခဲ့ကြတယ်နောက်ဆုံးမှာရိတ်တာကပဲစိုက်ထုတ်ပြီးနောက်ဆုံးခီးကိုညီကုန်းချုပ်ပေးလိုက်ရတယ်နောက်ရက်နိုင်ငံကြာမှာပဲရိတ်တာကကလေးတွေစီလောယာကြံခဲ့တဲ့ပစ္စည်းတွေကိုလာယူဖို့အချိန်3လပေးကြောင်းအသိပေးခဲ့တယ်နေတိုင်းဆိုသလိုလောယာရဲ့အခန်းကိုတက်ရွက်စွာဆောက်ရှောက်ထားပြီးမိသားစုဝင်တွေဘက်ကတုတ်ပြန်လာမှာကိုစောင့်မျှော်နေခဲ့တယ်တမက်ကာလာသာကြော်လွန်သွားတယ်တယောက်မှပေါ်မလာခဲ့ဘူးနောက်ဆုံးလောယာရဲ့ပစ္စည်းကိုတင်ဖို့ထုတ်ကြတော့ဝန်ထမ်းတွေကစားတဲ့ကိုရှာဖွေတွေ့ရှိခဲ့တယ်လောယာကသူ့ပိုင်ဆိုင်သမျှကိုရိတ်တာအတွက်လူရန်ထားရခဲ့တယ်ဒီသတင်းကိုကြားရတဲ့မိသားစုဝင်တွေကဘလို့မှလက်ခံနိုင်ခြင်းမရှိပဲရိတ်တာကိုစားရစားတဲ့အတူပြုမှုလိမ်လည်မှုမတရားပစ္စည်းရယူမှုတွေနဲ့တရားစွဲတော့တယ်လောယာရဲ့ကလေးတွေမှာအမွေဆက်ခံခွင့်ရှိတယ်လို့တင်ထင်ပါသလား